အားလုံးမင်္ဂလာပါအရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ Binance အကောင့်ကိုဘယ်လိုဖွင့်ရမလဲ KYC ဘယ်လိုတင်ရမလဲဆိုတာ share လုပ်ပေးပြီးဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ Binance ထဲမှာရှိတဲ့ feature တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာမဖြစ်မနေတည်ထားရမယ် feature လေးတွေကိုပြသွားပါမယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဘာနော်ကျွန်တော်တို့မှာအကောင့်ဖွင့်ပြီးတော့ KYC အောင်မအောင်ဘယ်လိုစစ်ရမလဲဆိုတော့ကျွန်တော်ဒီ Binance ထဲဝင်ပြီးတာနဲ့ဒီတောင်းနာလေးမှာရှိပါတယ်ဘယ်ရောက်တော့လဲဒီတောက်လေးတစ်ချက်သွားပေးပါဒီမြင်းချောင်း၃ချောင်းလေးသွားပြီးတော့ဒီမှာကိုယ့်ရဲ့ profile ရှိပါတယ်ဒီမှာ Regular ဆိုတာတော့အကောင့်ရဲ့ဟိုပါနော် VNB တွေပါညာရှိတဲ့ကျွန်တော်တို့ regular user ပေါ့ဒါ verify ဆိုတာ KYC တင်ပြီးတာပါ KYC on သွားတဲ့တဘောပေါ့နော် online ပေါ့နော် okay ကျွန်တော်တို့ဒီဘိုင်းနေရောက်ပြီဆိုတာနဲ့အောက်နာလေးချက်ကြည့်လိုက်ပါဒီအောက်နာလေးမှာ home ရယ် market ရယ် trend ရယ်future ရယ်ပြီးတော့ SM ဆိုပြီးတော့ရှိပါတယ်ဒီ icon ၅ခုရှိပါတယ်ဒီ icon ၅ခုမှာကျွန်တော်တို့ SM အရင်အကြောင်းကိုအရင်ပြောပြပါမယ် SM ထဲမှာကျွန်တော်တို့overview ပါ overview ရယ် M ရယ် spot ရယ် funding ရယ် feature ရယ်ဆိုပြီးတော့ရှိပါတယ် okay အဲ့ဒါဆိုကျွန်တော်တို့က overview ဆိုတာတော့ကိုယ်ထဲမှာရှိတဲ့crypto တွေရောပြပေးတာပေါ့နော်ဘယ်လောက်ရှိတယ်ဆိုတာပြပေးတာဒီ M ဆိုတာတော့ဒီကျွန်တော်တို့ဒီ crypto တွေပေါ့နော်ကိုယ်စီမှာရှိတဲ့ crypto တွေကိုအတူယူလို့ရတဲ့နေရာပါဒီ subscribe ဆိုတာရှက်နိုင်ပါအတူကဘယ်လိုယူရမလဲဆိုတော့သူမှ M ထဲမှာတော့နည်းနည်းရှုပ်မှဖြစ်တဲ့အတွက်ဒီဗီဒီယိုမှာမရှင်းပြသေးဘူးเนาะဗီဒီယိုတစ်ခုမှာပဲပြမယ်ပြီး okay ဒီ spot wallet နဲ့ funding wallet ကပါကွာလဲဆိုတော့ကျွန်တော်တို့ spot wallet ဆိုတာတော့ဒီဥပမာကိုကဒီ M ထဲမှာရှိတဲ့ M ထဲမှာအတူယူထားတဲ့ဆိုရင်ဒီ M ထဲကနေပြီးတော့ဒီမှာနမူနာတစ်ခုပြမယ်ဒီဥပမာတော့ကိုက straight ထားတဲ့ဟာတွေကိုသူက distribute လုပ်ပေးတယ် distribution လုပ်တဲ့ဟာတွေကဘယ်ထဲကိုရောက်သွားလဲဆိုရင်ဒီ spot ထဲကိုရောက်လာပါရောနော်ဒီမှာကျွန်တော်ခုန log BNB log လုပ်ထားတယ်ဆိုရင်ဒီ log လုပ်ထားတဲ့ဟာတွေ distribute လုပ်တဲ့ဟာတွေက spot ထဲကိုလာပါတယ် okay funding wallet ကြတော့ပါလဲဆိုတော့ကိုfunding ဆိုတာဥပမာဒီ crypto တခြားအဲ့ချင်းအနေဖြစ်လွှဲလိုက်တဲ့ဟာတွေပဲဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ Rapid တော့ပါတော့ပေါက်ကောက်ပြီးတော့ရလာတဲ့ crypto တွေအပြင်နေလာတဲ့ crypto တွေဒီ funding တွေမှာလာပြပေးပါတယ်ပြီးတော့ဒီတစ်ခုကဒီ honor လေးမှာ trade ဆိုတာရှိတယ် trade မှာကြတော့ကျွန်တော် spot ရ margin အပေါက်ရယ် buy MC ဆဲရယ် P2P ရယ်ဆိုပြီးရှိတယ် P2P อ่ะဗောနော်ဒီ P2P ထဲကကျွန်တော်တို့ဝယ်လိုက်တဲ့အရာမှန်သမျှကဘယ်ထဲကိုရောက်လာမလဲဆိုကျွန်တော်တို့ဒီ funding ထဲကိုဝင်လာမှာဖြစ်ပါတယ် okay ဒီမှာ history လေးချက်ပြပေးပါနော်ဒီမှာပါ okay ဒီလိုဆိုရင်ဒီလိုစေအဲ့တော့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့အတိအကပြောမယ့်အကြောင်းအရာတွေကဒီ overview ရှိတယ် ရှိတယ် spot ရှိတယ် funding ရှိတယ် future ရှိတယ်နောက်နေ့ကျရင်ကျွန်တော်အကြောင်းလေးနောက်ဗီဒီယိုမှာအကြောင်းအသေးစိတ်ပြောပြမယ်ပြီးရင် future အကြောင်းအသေးစိတ်ပြောပြမယ်ဒီနေ့မှာတော့ထူးထူးခြားခြားကျွန်တော် train ထဲကP2P ဆိုတဲ့ function အလုပ်ဘယ်လိုလုပ်လဲဆိုပြောပြမယ် okay ဒီ P2P ထဲမှာကိုက crypto တွေဝယ်ရှင်တယ်မြန်မာငွေဖောင်းပွားနေတဲ့အတွက်ဒေါ်လာတွေဝယ်စုရှင်တယ်ဆိုရင် P2P ထဲဝင်ပါမယ်ဝင်ပြီးတော့ရင်ကျွန်တော်တို့ဒီပေါ်နာမှာ P2P ထဲမှာကျွန်တော်တို့ပိုင်နဲ့ဆဲဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော်ကိုက crypto တွေကိုဝယ်ရှင်တယ်ဆိုရင်ပိုင်ကိုနှိပ်ရမှာပေါ့နော်ပိုင်မှာမှကျွန်တော်တို့ဘယ်လိုဟာတွေကိုရွေးပြီးဝယ်ရမလဲဆိုတော့ဒီမှာရောင်းတဲ့လူတွေအများကြီးရှိတယ်အဲ့မှာကျွန်တော်တို့ကဒီမှာ trade ဆိုတာချက်ကြည့်မယ် train အရေးအတွက်များတဲ့လူနဲ့ပြီးတော့ percentage များတဲ့လူကိုရွေးပြီးဝယ်တာကောင်းပါတယ် okay ပြီးတော့ amount ပေါ့နော် amount ကြတော့သူက filter ခံပြီးတော့ရတယ်ကိုကဥပမာဒီမှာကိုက2000ဖိုးပဲဝယ်ရှင်တယ်
okay ပေးမယ်အားကြတော့ဘာနဲ့ပေးရှင်းလဲဥပမာ KB နဲ့ပဲပေးရှင်းတယ် okay အဲ့ဆို filter ခံလိုက်ပါ filter ခံပြီးတော့ကျွန်တော်တို့ဒီမှာ confine ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ရင်ပေးမဲ့သူဒီမှာအနည်းဆုံး1000စားတဲ့လူတွေရောပေါ်လာမယ်ဝယ်လို့ရတယ်ပေါ့နော် okay အဲ့ဆိုဝယ်တဲ့အချိန်မှာကျွန်တော်တို့ကဘယ်ဟာအတိကထားပြီးကြည့်အောင်ဥပမာဒီမှာ train ကသူက2458ခုရှိတယ်ဆိုရင်ဒီကောင်ပိန်တစ်ချက်နှိပ်မယ်နှိပ်ပြီးတာနဲ့ဘယ်အချက်ကိုတတိထားမလဲဆိုရင် okay sorry ဒီမှာ limit ဆိုတာတစ်ချက်ကြည့်ရမှာနော်သူရဲ့ limit စားဝယ်လို့ရတဲ့ amount ကဒီမှာ2000 okay 2000နေပြီးတော့ဘယ်လောက်အထိဝယ်လို့ရ10သိန်းကျော်10သိန်းနဲ့7000အထိဝယ်လို့ရတယ် okay သူ့မှာရှိတဲ့ USDT amount ဘယ်လောက်ရှိလဲဆို245.42 USDT amount ရှိတယ်ပေါ့နော်ကိုက300ဝယ်ရှင်တယ်ဒေါ်လာ300ဝယ်ရှင်တယ်ဆိုဒီ trader စီမှာတော့ဝယ်လို့မရပါဘူးသူ့မှာရှိတဲ့ amount က240ပဲရှိနေလို့ပါ okay ဒါဆိုကျွန်တော်တို့ပိန်မယ်ဝယ်တော့မယ်ဆိုရင်ဒီမှာတတိထားပြီးချက်ကြည့်ပါပိန် MNG ရဲ့ပိန် USDT ရဲ့ဆိုပြီးတော့ချက်ကြည့်ပါတယ် okay ကိုက2000ဖို့လိုအပ်ရှင်တယ်ဒီမှာ2000လို့ထည့်လိုက်လေရှာပါတယ်ဒါမှမဟုတ်ကိုတိုက်ပင်ရိုက်ပြီးထည့်လို့လည်းရပါတယ် okay ဒီလိုထည့်လို့ရတယ်ဒါမှမဟုတ်ကို USDT အမောပတ်စံဘယ်လောက်ကြာလဲဆိုတော့ကိုမသိဘူးဆိုရင်ပိန် USDT ကိုပဲချက်နှိုက်လိုက်ပါပြီးတော့ဥပမာကို40လို့ရှိရင်40ပေါ့အောက်ကနေပြီးတော့အဲ့လိုရေးလိုက်တာနဲ့အောက်မှာ USDT 40နဲ့ညီမျှတဲ့မြန်မာငွေအမောက်လာပြီးပေါ်ပါတယ်ပြီးတော့အောက်မှာသူပြောထားသလိုစာတွေကိုတီရှာလေးဖတ်ပေးပါဖတ်ပေးပြီးတော့မှလောက်ဆောင်ပါokay ပြီးသွားရင်ကျွန်တော်တို့ဒီမှာ order တင်မယ်ဆိုရင်အောက်ကနေပြီးတော့ place order ဆိုပြီးတော့နှိုက်လိုက်ပါနှိုက်လိုက်ပြီးရင်ဒီမှာ chat မှာတွားပါပြီးတော့သူ့ရဲ့ KB ဖုန်းနံပါတ်ကိုတောင်းပါ okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကိုက KB ကိုနှိပ်ပေးလိုက်ပါ KB ကိုပို့ပြီးတော့ဗျာကြက်တဲ့အမောက်နှိပ်ပြီးတော့ဆိုကျွန်တော် view တဲ့တွားပါ view တဲ့တွားပြီးတော့ဒီမှာ view တဲ့တွားပါ sorry ဒါဘယ်လိုချွေရ view တဲ့တွားပြီးတော့ဒီ on နာလေးမှာပေါ့နော် transfer ပေါ့နော် transfer notice seller ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်သူ့စီမှာလည်း notice တက်တက်ပြီးသူကpay ဆိုတာနှိုက်လိုက်တာနဲ့ကိုစီရော USDT ကရောက်ရှိလို့လာပေါ့နော် okay ဒီလိုဝယ်ရပါနော်ဒါကတော့ကျွန်တော်ကသူများအလုပ်သွားရှုပ်နေလီးလိုက်မယ် okay okay ဒီဗီဒီယိုထဲမှာတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုမှာကျွန်တော်တို့တခြားအကြောင်းအရာ function တစ်ခုရှင်းပြမယ်ဒီဗီဒီယိုထဲမှာအကုန်ပြောလိုက်မယ်ဆိုရင်ရှုပ်ကုန်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီဗီဒီယိုလေးကတော့မိတ်ဆွေအတွက်အကျိုးတစ်ခုရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel နဲ့ TikTok account လေးကို like and follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးပါ